2026တော့မရောက်သေးဘူး2026ရဲ့လိန်နေသစ်ကလာပြီနော်စီးပွားရေးလုပ်နေတဲ့ဘယ်သူမှဆိုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုပြီးအောင်ကြည့်ပြပါကျွန်တော်လွန်ခဲ့တဲ့ရက်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အရာတခုကိုကျွန်တော် share လုပ်ပေးမယ်အဲ့ဒါဘာလို့လဲဆိုကျွန်တော်ကရေတကုံလုပ်ငန်းလုပ်ပါတယ်ကျွန်တော်ကရေတကုံလုပ်ငန်းလုပ်တော့ကျွန်တော်ကိုလူတယောက်ကကျွန်တော်ဖုန်းဆက်လာတယ်လွန်ခဲ့တဲ့ရက်ကဖုန်းဆက်ပြီးကျွန်တော်ဗာပြောဆိုကျွန်တော်ဒီ concession တခုကနေကျွန်တော်တို့ရှိမှရေတကုံကျွန်တော်တို့ action လို့သူတို့ concession နဲ့ပတ်သက်တဲ့ပုံစံတွေပေါ့ဗျာကျွန်တော်ပြောတယ်ပြောတော့သူကကျွန်တော်ကိုဗာပြောဆိုကျွန်တော်လုံးဝအယုံသွင်းပြီးတော့သူကကျွန်တော်ကိုမိနစ်40ကျွန်တော်ကိုဖုန်းပြောတယ်သူချက်ချင်းဆင်ရချပေးမယ်သူဘယ်လိုပုံစံလိုချင်တယ်အကုန်လုံးသူကျွန်တော်ပြောတယ်ပြောတော့ကျွန်တော်လည်းပဲဗျာသိရမလားဒါလုပ်ငန်းသဘောတဘာဝအရာကျွန်တော်တို့ကဒီလောက်ကြီးဖြစ်မယ်လို့ထင်မထားဘူးထင်မထားကျွန်တော်ဘာလို့လဲဆိုကျွန်တော်ကသူ့ကိုViber ခေါ်တယ် Viber သူမသုံးဘူးလေTelegram ခေါ်တယ် Telegram လာတော့ Telegram သူကျွန်တော်ပုံတွေပို့ပြီးတယ်အကျန်းတွေပေါ့နော်ပုံစံအကျန်းတွေပို့ပြီးကျွန်တော်စကားတွေပြောတယ်တရက်လောက်ကြာတယ်ကျွန်တော်တို့အသွားပြန်နေပေါ့ဗျာသူဘာလို့ချင်တာလဲဘယ်လိုပုံစံလိုချင်တာလဲငွေအားကိုသူကငွေကိုလုံးဝ view မဆိုင်ဘူးပြောရနော်တိတ်100ကျော်ကြလည်းရတယ်200ကျော်ကြလည်းရတယ် view မဆိုင်ဘူးသူကအဓိကသူက foreigner တွေလည်းပါတယ်အဲ့ foreigner နဲ့ပတ်သက်ပြီးတော့လေဒီရဲ့ project သူတို့လုပ်မဲ့ project ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးသူကအကောင်းဆုံးဖြစ်ချင်တယ်အဲ့တော့ကန်ဆိုင်ကကြောက်တော့4ပေလောက်သူလုပ်မှာ4ပေအနံအလျား4ပေအနံ3ပေအဲ့တော့နှစ်ခုလုံးမှာအဲ့တော့ကျွန်တော်တို့အကုန်တွက်လိုက်တော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့160လောက်ဖြစ်သွား360ဖြစ်သွားသူလုပ်ချင်တဲ့ပုံစံနဲ့360လောက်ဖြစ်တော့ကျွန်တော်ကသူ့ကိုဆရာငွေ330ကျွန်တော်ချပေးပါကျွန်တော်တို့ဘက်ကဒိတ်ပေးလိုက်တယ်ဘယ်နေ့ဘယ်ရက်ကိုကျွန်တော်လာပြီးတော့ကျွန်တော်ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့အကြောင်းတွေပြောတယ်အဲ့ကျတော့ကျွန်တော်ဘာလို့သိလားလုံးဝစောင့်ရမ်းကြမ်းတယ်နော်ကျွန်တော်တို့ကလုံးဝအယုံသွင်းပြီးတော့ကျွန်တော်လည်းပဲမထင်တာဘူးဗျာသူကကျွန်တော်ဓာတ်ပုံတွေအကုန်ပို့ပေးတယ်အဲ့ကျမှတော့ကျွန်တော်ဘာလို့ဆိုတော့အကိုလေဆရာငွေချပေးမယ်တဲ့ကျွန်တော်တို့ဒီပုံလေးတွေကိုလေကျွန်တော်တို့ဒီ website ရှိရဲလေအဲ့ website လေးကျွန်တော်နှိပ်ပြီးတော့ဝင်ကြည့်ပြပါလေအဲ့ဒါကျွန်တော်လည်းကြောင်ကဘာ website လဲပါတော့အကိုရကျွန်တော်ဓာတ်ပုံပဲပို့ပေးတယ်ကျွန်တော် website တွေမဝင်တော့ဘူးပေါ်ဘူးကိုလေဒီ foreigner တွေကပေါ့နော်သူတို့ကျွန်တော်ဘက်က foreigner တွေကလေဒီအဲ့ website ထဲမှာရှိတဲ့ဓာတ်ပုံတွေထဲမှာသူဒီဒေးကြလေးပေါ့ဗျာပြောနေတဲ့သဘောအဲ့ဒီဟာတွေလိုချင်လို့လေအဲ့ဒါအကို website တွေဝင်ကြည့်ပြီးတော့အကိုရနိုင်မရနိုင်ကျွန်တော်ပြန်ပြောပေးလေဆိုတော့ကျွန်တော်တော်တော်ကြောင်သွားတယ်အဲ့ဒါကျွန်တော်လည်းပဲစဉ်းစားပြီးတော့ကျွန်တော်မဟုတ်ပုံမှန်ဆိုကျွန်တော်အရန်ဦးနောက်6နေတာမတွေးပြီးတော့သိလားသူ့ဟာကြီးကအရန်ရုပ်တိရှိလုံးအောင်ကြီးရဗျာအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ကအကိုအဲ့ဆိုခဏလေးလို့ကျွန်တော်ဖုန်းကကြောင်းနေတာလို့ကျွန်တော်အခုတခြား Telegram account တစ်ခုနဲ့ကျွန်တော် high လိုက်မယ်လို့ဆိုပြီးကျွန်တော်သုံးတဲ့ကျွန်တော်နောက်တဲ့ဖုန်းတစ်လုံးရှိတယ်အဲ့ဖုန်းမှာဘာ data မှမရှိဘူးဒီတိုင်းကျွန်တော်တို့ကပုံမှန်ဗျာဖုန်းကိုဒီတိုင်းဘယ်လိုပြောပြရမလဲထားပါတော့ဒီဘာ data မှမရှိတဲ့ဖုန်းတစ်လုံးရှိတယ်အဲ့မှာကျွန်တော် Telegram account ဖွင့်လာတာရှိတယ်အဲ့တော့ကျွန်တော်အဲ့ဖုန်းနဲ့ကျွန်တော် high မယ်ဆိုပြောလိုက်တာအဲ့နဲ့မဟုတ်ဘူးလေအခုဒီကောင်းနေပဲကျွန်တော် high ပြီကျွန်တော်လည်းအကိုနဲ့စကားပြောထားတာမဟုတ်ဘူးဆိုတော့သူအဲ့ဒီ website တွေတော့ရှောက်ဝင်ခိုင်းနေတာအဲ့ကျွန်တော်လည်းမတင်ကြလားတော့မတင်ကြတော့အခုကျွန်တော်ပြောတာအခုဘာပုံဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်အခုကျွန်တော်ဒီတိုင်းပို့လို့ရတယ်ဘာလို့ကျွန်တော် website တွေဝင်ခိုင်းတာလဲကိုဘာကြောင့်လဲပြောတာပေါ့အဲ့နားမှာနေဒီလိုဖြစ်နေတာသူကလုံးစက်ကူကတ်ဝိုင်းပတ်တူပဲလုံးနေပြောလို့မရအဲ့ဆိုလို့ရှိရင်အခုအလုံးမဖြစ်တော့ဘူးလေသူကကျွန်တော်အလုံးမဖြစ်တော့ဘူးကိုလေအဆင်မပြေတော့ဘူးလေအခုအဲ့ဆို cancel လုပ်တော့အဲ့နဲ့ဟာဘာသဘောလဲပေါ့အဲ့ဆိုလို့ရှိရင်ကိုတခြားအကောင့်တွေဝင်လို့ဆိုလည်းမရဘူးအဲ့သူကျွန်တော် website လာကူတော့ website က3ခု4ခုလောက်ရှိတယ် website တွေပို့ပေးရအဲ့တော့ကျွန်တော်ပြောချင်တာကအဲ့ချိန်မှာကျွန်တော်ဘာလို့ကျွန်တော်ကကျွန်တော်ဖုန်းလေးဆက်တော့တယ်ကျွန်တော်ဖုန်းလေးကို block လိုက်တယ်အဲ့တော့သေချာတယ်ဒါကျွန်တော်ဒါဆိုသေချာသွားပြီလေကျွန်တော်ဖုန်းလေးဆက်တယ် block ပြတယ်ကျွန်တော်ကိုအဆက်တယ်မလုပ်တော့ဘူးသူအတင်းကိုသူကဘယ်ရက်ကိုလုပ်ပြပါဆိုပြီးတော့သူကကျွန်တော်အတင်းပြောထားတဲ့လူကချက်ချင်းသူကကျွန်တော်ကြက်ပြောင်းငါပြောင်းကြီးပြောင်းသွားတယ်အဲ့တော့ကျွန်တော်ကတော့ website တွေမဝင်မိလိုက်ဘူးအဲ့တော့ကျွန်တော်ထင်တာကမိတ်ဆွေတို့အနေနဲ့ပေါ့နော်ဒါကျွန်တော်ရဲ့အဖြစ်ပုံလေးကိုနမူနာယူပြီးတော့ဒါစဉ်းစားပါသုံးသပ်ပါဘယ်သူမှအယုံမလွဲပါနဲ့ကျွန်တော်တစ်ခါကြရင်ကျွန်တော်တို့ဒါဆိုကျွန်တော်မိနစ်40လောက်ဖုန်းပြောတယ်ကျွန်တော်တနေ့ကုန်နီးပါးလောက်ကျွန်တော်တို့တရက်လုံးနီးပါးလောက်ကျွန်တော်တို့အသွားပြန်နေရှိရစားတယ်အဲ့လိုအယုံကိုတေချာကိုအချိန်ကြာကြီးကျွန်တော်အယုံသွင်းပြီးမှဒီကိစ္စဖြစ်တာအဲ့တော့ကျွန်တော် website တွေကိုဝင်လိုက်မယ်ဆိုတော့ကျွန်တော် data တွေပါသွားနိုင်တယ်အဲ့တော့အရန်အန်နေများပါတယ်view site ကြပါဆိုတဲ့အကြောင်းကျွန်တော်လာပြပြပေးကြပါเนาะအဲ့တော့ဒါကြီးကကျွန်တော်တို့တစ်ချက်လောက်ပေါ့နော်ကျွန်တော်တို့စီးပွားရေးလုပ်နေသူတိုင်းမှာဗျာ pressure ဆိုရှိတယ်အရန်အောင်ရှုပ်နေလို့မှုမဲ့အမှန်မှန်နဲ့သူတို့ပေးလိုက်တဲ့ website လေးကိုတစ်ချက်ဝင်သွားလိုက်တာနဲ့တိုင်ပတ်သွားနိုင်ပါခင်ဗျအခါကျရင် Telegram မှာမိတ်ဆွေတို့ကြုံမှုမှာပါကျွန်တော်လည်းကြုံမှုတယ်ဒီ Telegram နဲ့မင်းတပုံလားဝင်ကြည့်လိုက်ဘာညာဆိုပြီးတော့စာတွေပို့လာတာတွေကျွန်တော်တို့ကြုံမှုတယ်အဲ့ဒါတွေလုံးဝမဝင်ပါနဲ့အခုကအဲ့ထက်ပိုးချမ်းသွားပြီအခုကဒီတိုင်းကိုကျွန်တော်တို့ကဖုန်းဆက်ပြီးတော့ကျွန်တော်အခုလိုလုပ်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါကိုလုံးဝဟောပါတော့ view site ပြပါလို့နော်တခြားလူတွေသိအောင်လဲကျွန်တော်တို့တစ်ချက်လောက် RPU ပေးသွားပေးပါနော်ကျေးဇူးများတင်ပါတယ်ခင်ဗျာ